အားလုံးပဲမင်္ဂလာပါ Simple Life YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ Grok ရဲ့ Gameplay ဗီဒီယိုပဲဖြစ်ပါတယ်ပွဲဆက်ဆက်ခြင်းမှာတော့ကျွန်တော်တို့ရဲ့ Channel လင်းကိုနင်းကူညီရယ်အခုကစားတဲ့ပွဲကတော့နိုင်မယ်လို့တော့ယုံကြည်ချက်ရှိတယ်ဘာလို့လဲဆိုတော့ Tank Fighter Marksman မိ Channel အစုံပါတဲ့အတွက်နိုင်မယ်လို့တော့ထင်နေရယ်နိုင်မထင်တော့ရှိသေးတယ်ကျွန်တော်တို့အသင်းကဟာနာဗီယာလက်စလီကို first blood လှူလိုက်ပါတယ်ခန်းစားချက်ကအစတင်နေရမကောင်းတော့ဘူးကြောပြင်းလာလို့အပေါ်လန်းသွားပြီးတော့ဒီဂိုးဘက်လေးကိုအရင်စားလိုက်မယ်ချောင်းကသွေးနဲ့တေးပြီးသွေးနဲ့နေဟာအိမ်မပြန်မဲနဲ့မတက်ကြီးရဲ့အနေမှာစမ်းဝင်ရိုက်သွားရင်မှာအမှဂိုးဘက်ကလည်းမရတော့စေပါယူသွားရင်မိုက်တယ်ဆိုတော့ဒီကျွန်တော်တို့ဘက်ကနှစ်ခါတည်ထားပြီဆိုတော့ကျွန်တော်တို့စရဏဖို့စဉ်းစားရပြီပေါ့မတ်တရက်နေကာကူယာကိုနေရင်ခံပြီးဝင်ရိုက်တယ်ကာကူယာလိုင်းလက်နေရလားမသိဘူးဘာဖြစ်ရိုက်တာရိုက်ရမှာပဲစေပါရီကိုပြပြီးမျက်နှာလာပြောင်းလေလင်းချောင်းနဲ့ပေါင်းပြီးပထမဆုံးတာတယ်တော့ယူပေးလိုက်တယ်စေပါတတ်မယ်လင်းကူညီစမ်းကွာသွားပြီအဲ့ဒီကိုတလွဲကြီးရှောက်သုံးအဲ့ဒီသုံးမှနေရင်ခံတာဒီလိုပွဲမျိုးဆိုရင်ကျွန်တော်ရဲ့ဗီဇာစပြီတလား Death System Visa အဲ့လိုပဲပေါက်ကြီးရရှောက်လို့ပြီမီယာတွေ့ပြီနေရင်ခံပြီးတာလင်းဝင်လုံးဟွာမီယာတော့ရပါပြီစေပါတော့မရလိုက်ဘူးလက်စလီကိုတွေ့တယ်နေရင်ခံပြီးတာတဲ့အဲ့ဒီဘောလက်စလီသေးပြီကာကူရောင်နေရနဲ့ပိတ်ဖမ်းတယ်မရပါဘူးစေပါကိုတွေးလိုက်တယ်ဝိုင်းတက်စေပါ6ပြန်တက်လိုက်တယ်ကျွန်တော်မှတေတော့မလားမသိဘူး3ယောက်ပေါအောင်လေမင်း3ယောက်1ယောက်ကြီးရတော့ဖြစ်နိုင်ဘူးရောစေပါကိုတက်ဖို့သွားတာစေပါတက်တာပဲပြန်ခံလိုက်ရတယ်ဒီလိုမျိုးအခြေအနေဆိုရင်ကျွန်တော်တို့ဆရန်နာဖို့အချိန်တန်ပြီလို့ထင်တယ်ကျွန်တော်မပြောဘူးလားကျွန်တော်တို့အတင်းကအရန်ညီရဲလို့ဆန်းနာကျွန်တော်ချတာမဟုတ်ဘူးကျွန်တော်အတင်းကတကောင်အောင်ချရတာစေပါလည်းခုတ်တယ်လက်စလီကလည်းပြစ်တယ်အမှတေးသွားပြီမှာဘေ့စ်ကနေပြန်ထွက်ခြင်းကိုဘက်တယ်ဝင်ချွမ်းလိုက်သေးတယ်လက်စလီကတွေ့တယ်နေရန်ခံပြီးအဲ့ဒီသုံးလိုက်တယ်မှာတေးရောတေးသွားတယ်လက်စလီကတော့ချောင်းကတွေးနေနေရမပြေဘူးမစေပါမင်းဝင်ခုတ်လိုက်မယ်လို့မသေးပြီးချောင်းကစေပါလိုက်တဲ့မနေရန်ခံပေးတာချန်ကင်ရှိလို့တော်လေးရပေါ့တချို့တော့ကစားသမားတွေကသူတို့ရဲ့ gameplay ဗီဒီယိုတွေကို YouTube ပေါ်တင်တဲ့အခါမှာနိုင်တဲ့ပွဲတွေကိုတင်တဲ့ဗီဒီယိုတွေကများတယ်ဒါပေမဲ့ကျွန်တော်ကြတော့အဲ့လိုမဟုတ်ကျွန်တော်ဆော့လို့10ပွဲဆော့ကမှ2ပွဲလောက်ပဲနိုင်တယ်ကျွန်တော်10ပွဲလောက်အမြဲရှုံးတယ်အဲ့ဒါကြောင့်တင်လို့ဗီဒီယိုလောက်လိုက်ရှုံးလိုက်နေအဲ့လိုပဲဖြစ်နေအဲ့တော့ကျွန်တော်လည်းမထူးပါဘူးဆိုပြီးတော့အချိန်ကလည်းမရှိရနဲ့ရှုံးတဲ့ဗီဒီယိုပဲ YouTube ကိုကောက်တင်လိုက်တော့ဒါကလည်း idea အသစ်တစ်မျိုးလို့သတ်မှတ်ရမှာပဲဘယ်လိုဖြစ်နေကြတယောက်မှမခေါ်ကြဘူးစိတ်တက်ပဲအမလက်စလေးကိုနေရခံပြီးခေါင်းနဲ့ဝင်တိုက်တာတော်လေးအောင်လက်စလေးရှော့သွားပြီမီယာတွေ့လိုက်တယ်3ယောက်1ယောက်ရှုံးမအောင်မီယာသေးသွားပြီအဲ့လိုအသိလိုက်နိုင်ခြင်းဟာကျွန်တော်တို့ကအတွဲတော်ညီတာပဲဗတ်တယ်ဖြစ်နေကြလားငါတို့လည်းခေါင်းလေချောင်းဆရာကြီးစတိုင်နဲ့ဝင်သွားတယ်မှာစေပါရှင်းလိုက်ပြန်ပြီမှာဟောစေပါကတော့ပြန်ယူနိုင်ခဲ့တယ်လက်စလေးကိုများရမလားလို့ဆက်ပြီးစူးစမ်းကြည့်ရအမှဆန်း Shadow Clone နဲ့ကျွန်တော်ကဝင်လျှော့သွားဒီလိုမျိုးအခြေအနေတွေဖြစ်လာပြီဆိုရင်ကျွန်တော်ကိုယ်တိုင် Savannah နှိပ်လိုက်ပါတယ်ကျွန်တော်ကျန်တဲ့တင်းမိတ်တွေကဘာလို့ Savannah မပေးရလဲစဉ်းစားမရဘူးဖြစ်နေနောက်တစ်ခေါက်ပြန်ရှင်လာတဲ့အခါမှာ enemy ရစုနေတော့နေရင်ကပြီးခေါင်းနဲ့ဝင်တိုက်တာကျွန်တော်ဘေးနားမှာအားကိုးရတဲ့ကျွန်တော်တင်းမိတ်တွေတယောက်မှမရှိဘူးအဲ့တော့၄ခါမြောက်သေးသွားတယ်ပြန်လဲရှင်လာကောက်ကူရောက်ခေါင်းနဲ့ဝင်တိုက်တာချန်ကီရဲ့ပြစ်ချက်တွေနဲ့လက်စလေးကရှော့သွားတယ်မီယာရဲ့လက်ကင်းပြစ်ချက်တွေနဲ့ကျွန်တော်ကနောက်တစ်ခေါက်ထပ်ရှော့ပြန်လဲရှင်လာကောက်ကူရောက်နေရန်ခံပြီးခေါင်းနဲ့ဝင်တိုက်တာကျွန်တော်အသာလေးရှောင်သွားတယ်ပွဲရမကြခင်ပြီးတော့မဲ့ချိန်မှာမြောက်သုံးကောင်ရဲ့ရိုက်ချက်ကိုလူးလဲခံနေရ
ကဲဒီတစ်ခေါက် gameplay ရလဲတဖိသွားပြီနောက်ထပ်မတူကွဲပြားတဲ့ hero အသစ်တွေကိုကန်ပြီး gameplay ပုံစံအသစ်တွေတင်ဆက်ဖို့ရှိတဲ့အတွက်ကြောင့် channel လေးကို like subscribe ပြုလုပ်ပေးလို့ရပါတယ် See you next time of Serena Legend Ban Ban Thanks for watching